အမလီကမြို့တွေကိုတငယ်ချင်းနဲ့လာတွေ့တာဒါမဲ့သူတိတ်မှားသွားတယ်နောက်တော့သူမြို့ထဲမှာအချိန်ဖြုံးမှုဆုံးဖြတ်လိုက်တယ်ပကြီးကားတွေကသူ့ကိုဖမ်းစားရတယ်သူတော်တော်ကြောင်ကြည့်နေတယ်ဇက်တွေတော့ညောင်းလာတယ်အထိပဲသူ့ပြင်းထွက်တိုင်မိုးရွာတယ်ဒါမဲ့ဒီနေ့တော့နေသားနေတယ်အဲ့ဒါမို့သူကလမ်းလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်နေပူနေသေးတာမို့လို့ကော်ဖီဆိုင်မှာခဏထိုင်နေမိကနာအစီစာအရန်လာတယ်ရေပင်ပေါ်မှာရွှေရောင်နားတုံတွေရလက်ခွေဖြစ်နေတယ်အဲ့လိုအလင်းပြန်လာလို့သူအရန်သဘောကျတယ်သူကမိုးရွာတာကိုလည်းမုန်းတယ်ထီဆောင်ရတာကိုမကြိုက်ဘူးမိုးရေရွှဲကိုလည်းမကြိုက်ဘူးစပင်မိုးရေဆိုတာမကြိုက်ဘူးမိုးခိုရတာကိုမကြိုက်ဘူးမိုးရွာရင်တစီကရေကြီးတာကိုလည်းမကြိုက်ဘူးသူကန်းနာကိုရောက်တော့ပကြီးထိုင်ဆွဲတယ်ပကြီးကအပြီးသက်လူနေပါပဲရှုပ်တရက်ပဲမိုးရီထိုးတက်လာတယ်သူမိုးမရွာဖို့ဆူတောင်းသေးတယ်ဒါမှမရပါဘူးမိုးမရွာခင်ပြန်မှဖြစ်မှာပါမိုးရရမ်းတဲ့လို့သူတနိုင်လုံးမိုးကိုလာရပါသေးတယ်မရှေကစောင့်ရတာတွေကိုမကြိုက်ဘူးအခုတော့စောင့်နေရတယ်လမ်းမအောင်ငေးတယ်ညထဲကိုငေးတယ်သူ့စိတ်ထဲမှာဘာမှမတွေးချင်သေးဘူးသူ့စိတ်တစ်ခုလုံးညထဲကတင်းမောတွေလိုပဲနေပဲထားစင်တယ်နောက်တော့သူထထွက်လာတယ်တနေရာကိုသွားဖို့မဟုတ်ဘူးသူတစ်ခုလုံးနေတာသူတော့ဘာမှမတွေးပဲလမ်းလျှောက်ပြတာအုံနောက်စီးသလိုပဲသူလူတွေကိုဖျက်ခဲ့တယ်လမ်းတွေကိုဖျက်ခဲ့တယ်ဆိုင်မုတ်တွေကိုဖျက်ခဲ့တယ်မီယိုမီတွေကိုဖျက်ခဲ့တယ်ခောက်ဆဲဆိုင်တွေကိုဖျက်ခဲ့တယ်သူဖျက်ခဲ့တဲ့အရာတွေအကုန်လုံးကမျက်လက်စရာတွေရှုံနေအုပ်ထုတ်လို့ပဲအဆုံးမရှိဘူးမီယိုမီတွေကမြို့ပြကိုညတွေမှာပွားလို့ခြုံထားတယ်ဖះเจ้าဆောင်တွေကကိုပိုင်နှက်နဲ့လေးထုလိုပဲဒီအစုဝေကခက်ဆက်ဆက်တောက်ပါခဲ့တယ်မီးတွေကိုယ်တိုင်ကမြို့ရဲ့မျက်လုံးတွေဖြစ်လာပြီးတော့လမ်းပေါ်ကစီးချက်တွေကတော့နှလုံးခုန်လုံးဖြစ်လာခဲ့တယ်ကိုရိုကိုယ်တိုင်ကတော့ဝိညာဉ်တွေဖြစ်ပြီးတော့ကြောက်စုံမသွားဖို့ဆူတောင်းရတယ်
รายการอบเพื่อนสุดการรักเนื้อลูกเลี้ยงเมื่อเมื่อไหร่ใช้ขาใช้นวดหลายกล้ามเนื้อได้เลยผลิตภัณฑ์สมุนไพรกับ